ဒီနေ့မှာကတော့ဒီလိုမျိုး highlight လုပ်တဲ့စာသားလေးတွေကိုဘယ်လိုဖန်တီးသွားမလဲဆိုတာတစ်ချက်လောက်ကြည့်သွားမှာဖြစ်ပါတယ်အဓိကကျွန်တော်တို့ highlight လုပ်တဲ့ shape ပေါ့နော်အဲ့ဒါကိုအရင်ဆုံး shape layer သုံးပြီးတော့ဆွဲလိုက်မယ်ကြိုက်တဲ့အကြောင်းသုံးလို့ရတယ်ပေါ့နော်ကျွန်တော်တို့မြင်တော့အဝါလေးသုံးထားတယ်ပြီးရင်အဲ့ဟာပဲအဲ့ layer ကို multiply blending မှုပြောင်းလိုက်တဲ့အခါမှာကိုလိုချင်တဲ့စာသားပေါ်မှာဒီ shape layer လေးကအကြောင်းနဲ့တကွပေါ်လာမှာဖြစ်တယ် next step ကတော့မိမိလုပ်ချင်တဲ့ရတယ်ကြော်သွားချင်တဲ့ရတယ်ကျွန်တော်ကတော့ဒီ reference agent ဆိုတဲ့effect လေးကိုထည့်သုံးရတာသဘောကျတယ်ဘာလို့လဲဆိုတော့ဒီ color graphic ဘောင်းလေးကိုသူကတွန်းသွားစေပေါ့နော်စာရွက်လေးလိုမျိုးတွန်းသွားတယ်အဲ့ဟာလေးကိုသဘောကျလို့ပါအဲ့ဒါတွေအားလုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ highlight တဲ့ဒီ shape layer ကို animation လုပ်ဖို့ပဲကြံပါတော့တယ်သူ့ရဲ့ shape ကို0ကနေပြီးတော့ကိုလိုချင်တဲ့အရှေ့ကိုကျွန်တော်တို့ key frame လုပ်သွားမှာဖြစ်ပါတယ်ဒီမှာဆိုတော့0ကနေ86ပေါ့နော်ဟုတ်ပါပြီဒါလုပ်ပြီးသွားရင်ပြီးသွားပါပြီအဲ့ဒီဟာကိုပဲထပ်ခါ copy paste လုပ်ပြီးတော့ကို highlight လုပ်ချင်တဲ့စာသားတွေပေါ်မှာတင်သွားရုံနဲ့ပဲကျွန်တော်တို့လိုချင်တဲ့တအားမိုက်တဲ့highlighting text effect ကိုရမှာဖြစ်ပါတယ်